တယ်လေတခြားဘာသာစကားနဲ့ရှင်းမယ်ဆိုရှင်ဒီဘာသာစကားမှာတခြားဘာသာစကားနဲ့မတူတဲ့အရာထူးခြားနေတဲ့အရာပါရှိမလဲအဲ့ဒါရင်ပြောအောင်အများအားဖြင့်တော့ဘာသာစကားတစ်ခု language တစ်ခုမှာ element 3ခုနဲ့ဖွဲ့စည်းထားတယ်တစ်ချက်ကတော့ pronunciation အတန်ထွက်ဒုတိယတစ်ခုကတော့ vocabulary ဝေါ်ဟာရတွေတတိယချက်ကတော့ grammar အတာပေါ့ဒါပေမဲ့ Chinese မှာကနောက်ထပ်တစ်ခုထပ်ပေါင်းလာတယ်အဲ့ဒါဘာလဲဆိုရင်တော့汉字 Chinese character တွေဖြစ်ပါတယ်တရုတ်စာလုံးတွေဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ Chinese တရုတ်စာဘာသာစကားရဲ့ထူးခြားချက်ကဘာလဲဆိုတော့သူ့မှာ element က၄ခုရှိပါတယ် pronunciation ရဲ့ vocabulary ရဲ့ grammar ရဲ့ Chinese character တွေရဲ့ဖြစ်ပါတယ်အဲ့တော့တရုတ်စာစတင်တော့မယ်လုံးဝ0 level စတင်တော့မယ်ဆိုရင်ဘယ်ကနေစတင်ရမလဲ拼音ကနေစတင်မှာဖြစ်ပါတယ်拼音ဆိုတာကဒီတရုတ်စာအတန်ထွက်တွေကိုလွယ်ကူအောင်မှတ်ဖို့အတွက် English alphabet ပုံစံမျိုးလေးနဲ့မှတ်ထားတဲ့သင်္ကေတတွေကိုသင်ရမှာဖြစ်